ငါပူမှာအလုပ်လာလုပ်တော့မယ်ဆိုရင်ငါကကိုရောတခြားတထားကြရလားမင်္ဂလာပါရှင် The Trip Journey Page လေးကနေပြန်နေကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့စင်ကာပူအလုပ်လာလုပ်မယ်ဆိုရင်မဖြစ်မနေတည်ထားတဲ့အင်္ဂါကအကြောင်းအရာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်စင်ကာပူကိုအလုပ်နဲ့ပဲဖြစ်ဖြစ်အကြောင်းတက်ဖို့ပဲဖြစ်ဖြစ်ဆက်လာတော့မယ်ဆိုရင်လစာထထောင်ပိုရေးကြည့်တာအင်္ဂါကကိစ္စပါအလုပ်ခေါ်စာတွေမှာနေထိုင်ခြင်းပေးရရှိတယ်လို့တချို့ကြတော့လေကိုယ့်စီကိုရှာငါရတာမျိုးတွေရှိပါတယ်တော့ကစင်ကာပူမှာအင်္ဂါတော့မယ်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်ထားတဲ့အချက်6ချက်ကိုမျှဝေပေးလိုက်ပါရနော်နံပါတ်1ဘယ်လိုအိမ်မျိုးမှနေမလဲစင်ကာပူမှာအစိုးရတိုက်ခန်း HDB လို့ခေါ်တာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကွန်ဒိုဆိုပြီးတော့ရှိတယ်ကွန်ဒိုတွေကကြတော့ဂျင်းနဲ့ရေကူးကန်ပါတော့ဇေယျအရင်ကြည့်တယ်အခြေခံလို့သမားများစွာကြတော့ဈေးသက်သာတဲ့ဒီ HDB ပေါ့နော်ဆိုရတိုက်တန်းနေမှာပဲခိုင်ခိုင်အပြော်နေကြတာများပါတယ်။မနစ် register နဲ့ဈေးနှုန်းကွာခြားချက်ဒါတော့တကယ်လက်တွေ့ပါကိုဖိုင်ရောက်တော့လည်း register မပါဘဲနေ$350အနေဆုံးဈေးနဲ့နေလို့ရခဲ့ပေမဲ့ပေါ့နော်တရားဝင်လူမျိုး register ထားမယ်ဆိုလို့ရှိရင်တော့အနေဆုံး450ကနေထပ်မှာရှိပါတယ်။ဒီလို register မပါဘဲနေလို့ရှိရင်တော့အစိုးရလာဖြစ်တဲ့ခါပြန်လာတဲ့နိုင်တာတွေလည်းသိထားမယ်နော်။နံပါတ်3နေထိုင်မှုပုံစံနဲ့လုံခြုံရေးပုံမှန်အဖြစ်အိမ်တိမ်မှာအခန်း3ခန်းကနေ4ခန်းတရှိပြီးတော့အခန်းတစ်ခန်းမှာ2ယောက်ကနေ3ယောက်4ယောက်ပေါ့နော်အဲ့လိုထင်မျှနေရတာမျိုးရှိတယ်။မိန်းကလေးတွေစိတ်ကူကြမလို့လားကြတော့တခြားခန်းမှာယောက်ျားလေးရှိနေရင်တော့စင်ကာပူရဲ့ဥပဒေအတင်းကျပ်တာကြောင့်တုံတော့စိတ်ချရပါတယ်။ကိုရီတော့ကတော့အင်္ဂါကစီးနေတာမို့လို့တခန်းကို6ယောက်လောက်ထိတောင်နေခဲ့ရတယ်အဲ့အတွက်ရေချိုးကန်အင်တာတော့တော်တော်ဒုက္ခရောက်ခဲ့ရတာလေးလည်းပြန်တွေ့ကြည့်မှတ်ရစရာလေးပါပဲနံပါတ်4ချက်ပြုတ်စားတော့ခြင်းမိဖို့ကြောင့်အားလုံးနဲ့မျှတုံရတယ်တချို့အိမ်ရှင်တွေကကြတော့ရှင်တွေကိုအခွဲပကံတွေအကုန်ပေးထားတတ်ပေမဲ့တချို့အိမ်မှာကြတော့ကိုယ့်ဘာကိုရတာမျိုးရှိတယ်အဲ့တော့အိမ်မှာ9ကင်ချက်ပြုတ်ဝင်ရမယ်ရလဲတခြားပေးဖို့မမေ့ပါနဲ့နော်နံပါတ်5အင်ရှင်နဲ့အိမ်လာကပေးရမယ်ရက်စင်ကာပူမှာကြတော့လာစာက9ရက်နေ့ကနေစပြီး15ရက်လောက်မှထွက်တာပါအဲ့တော့အင်ရှင်များစွာလက်ကုံနာနဲ့အိမ်လာကတော့တောင်းတက်တယ်ကိုရီတော့ဆိုရင်အဲ့ဒါနဲ့တော့ဆင်းနေခဲ့ရအကောင်းဆုံးကတော့အိမ်လာကအတွက်ပေါ့နော်ပတ်စံကိုအင်လာကလေးအကျိုးဖဲ့ပြီးတော့ချန်တာအကောင်းဆုံးပါပဲနံပါတ်6လမ်းစီချွေတာနီးနဲ့စပုံငွေအင်ရှာလို့ရှိရင်အလုံးနဲ့နေတဲ့နေရာကိုပဲဦးစားပေးရှာတင်တယ်ဒါမှလမ်းစိတ်တတာပြီးတော့အနားယူခြင်းလည်းပို့ရမှာပြီးတော့အင်ဆာငါလို့ရှိရင် deposit ပေါ့နော် spot ပေးရတာမျိုးရှိတယ်။ရေလို့ကိုကမငားတော့ဘူးဆိုလို့ရှိရင်ဒီ deposit ပြန်ရဖို့တဲ့သူကတစ်လကကြိုပြောပြီးတော့ဆက်နေခိုင်းတာမျိုးတွေလုပ်တတ်ကြတာကိုလည်းကြိုသိထားစေချင်ပါတယ်။အကြံပြုချက်အနေနဲ့ကကြတော့အိမ်မငားခင်ပေါ့နော်ဒီ register လုပ်လို့ရမရရေပိုးမီးဖို့ပါမပါချက်ပြလို့ရမရပေါ့နော်ဒါတွေကိုတရားမေးပြီးမှငားကြဖို့တော့တိုက်တွန်းချင်ပါတယ်နော်။ငွေချင်းတို့ကစင်ကာပူမှာအင်္ဂါတော့ဘလော့ကတ်ခဲတွေကြုံခဲ့ရလေအရှင်ကောင်းတွေတော့တွေ့ခဲ့ကြလားကောင်းမှမပြပြသွားကြပါအောင်နော်။ဆုံးဖြတ်ကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ပါမယ်နော်။ Bye bye